AA ကတကယ်တမ်းအမိအရာတိုက်ဖို့စဉ်းစားထားတဲ့နေရာကတော့အဲ့ဒီညောင်ကျူပါပဲနော်ညောင်ကျူကအရှိုက်ဆိုတော့လည်းအားလုံးသိတယ်နော်အဲ့ဒီအရှိုက်ထုံးခံတော့စစ်တပ်နဲ့အထိနာနိုင်တယ်ဟုတ်ကဲ့နော်AA ကစကြီးနှစ်စီးနဲ့သူတို့လမ်းတွေပြက်နေတဲ့နေရာတွေပြင်နေတယ်အဲ့ဒီနေရာတွေထောက်ဖို့လမ်းကြောင်းတွေအသက်ကုန်စီစဉ်ထားတယ်အဲ့ဒီပြင်တဲ့လမ်းကြောင်းတွေလည်းဖြတ်တောက်ဖို့လိုတယ်အဲ့ဒါသူတို့ထောက်ဖို့လည်းပြင်ဆင်ထားသလိုစစ်တီတွေလည်းပြင်ဆင်ထားသလိုအင်အားလည်း1200အနှိမ့်ဆုံးရှိတယ်လို့သိတာ1500လောက်ရှိတယ်ပေါ့ဗျာအများဆုံးအဲ့တော့မိမိကအခုအင်အား200 300လောက်နဲ့ခုခံလို့ရမှာ900လောက်နဲ့ခုခံလို့ရမှာမဟုတ်ဘူးအကောင်းဆုံးအနေနဲ့ကတော့တက်မလောက်နဲ့ခုခံမှရမယ်တက်မလောက်နဲ့ဒီနေရာကိုရှင်းမှရမယ်ဒီအစိုးရတက်မလို့နော်သူစစ်သွေးကြတပုံလေးအရန်ကိုမှုလို့ပေါက်အောင်ပေါ်တော့ဒီတပုံလေးတိုက်ခိုက်မှုကြောင့်ဗဟိုအစိုးရအားနေလာတယ်ဗဟိုအစိုးရအားနေလာလို့ရှိရင်မိမိဘေးနာကနိုင်ငံတွေအားလုံးကသွေးတိုးဆန်းပြီးတော့ထိုင်းလိုနိုင်ငံမျိုးကလည်းသွေးတိုးဆန်းနေလာမယ်နော်ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးကလည်းသွေးတိုးဆန်းနေလာမယ်ကျွန်တော်တို့ဒီအိန္ဒိယလိုနိုင်ငံမျိုးကြီးတွေကလည်းသွေးတိုးဆန်းလာမယ်အဲ့တော့အကောင်းဆုံးကပါလဲဆိုရင်ဒီစစ်ကိုနိုင်အောင်တိုက်ဖို့နဲ့မြန်မာနိုင်ငံမှာနျူကလ িয়ার လက်နက်ကိုကာကွယ်ဖို့ဆိုရင်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းသာလေအကောင်းဆုံးကာကွယ်နည်းပါပဲခင်ဗျာနော်အဲ့တော့အမေရိကန်ကမင်းတို့ကမကာကွယ်နိုင်တော့ဘူးမင်းတို့ဆက်လုပ်ဆိုတဲ့အခါမှာတော့ EU နိုင်ငံတွေထဲမှာနျူကလ িয়ার ပါဝါဆိုလို့နျူကလ িয়ার လက်နက်ပိုင်တာဆိုလို့ရှိရင်ဗြိတိန်နဲ့ပြင်သစ်ပဲရှိတယ်အဲ့တော့ကမ္ဘာမှာနျူကလ িয়ার လက်နက်အများဆုံးပိုင်တာကရုရှားပေါ့ရုရှားပြီးလို့ရှိရင်တော့အမေရိကပေါ့အဲ့တော့ရုရှားလိုနိုင်ငံမျိုးနဲ့နျူကလ িয়ার ဒီလိုတိုက်ပွဲတွေပေါ့ရုရှားရဲ့ဒီနျူကလ িয়ার ရန်လိုမှုတွေကိုအကောင်းဆုံးရင်ဆိုင်ဖို့ဟာနျူကလ িয়ার လက်နက်တာတွေဖြစ်တယ်ဆိုတော့ EU နိုင်ငံတွေကသိတဲ့အတွက်ကြောင့်မလို့လဲအခုဆိုရင်သူတို့ရဲ့အားကိုးရဆုံးနိုင်ငံကြီးဖြစ်တဲ့ပြင်သစ်နိုင်ငံမှာရှိတဲ့နျူကလ িয়ার ထိပ်ဖူးဒီ300ပတ်ဝန်းကျင်လောက်ကိုဥရောပမှာဖြန့်ကျက်ထားဖို့တော့မှာပဲအခုဆိုရင်တောင်းဆိုခြင်းနဲ့အတန်ကြီးကြားနေရပြီအဲ့တော့